အားလုံးပဲမင်္ဂလာပါအခုကျွန်တော်ရောက်ရှိနေတာကတော့ထိုင်းနိုင်ငံရဲ့တမိုင်းဝင်အယူဒယမြို့ဟောင်းပဲဖြစ်ပါတယ်ဒီနေရာကတော့တကယ်ကိုအံ့မခန်းပဲမြန်မာပြည်နဲ့တင်တောင်တိဆောက်ခဲ့တဲ့ဝက်ချိုင်ဝတ္တနာရံပါရှင်ဘီရင်ကိုဂုံပြုတ်ပြီးစောက်ထားတဲ့ပထိုးဖြစ်ပါတယ်ဒီရှေ့မှာမြင်နေရတဲ့ငကားရုပ်ဖြစ်ပါတယ်အထိတ်အပြင်းမျိုးရိုးတွေကိုအမြောက်တွေနဲ့ပတ်ခတ်တာမြေအောက်ကနေဥမင်တူးပြီးမျိုးရိုးကိုဖြိုချတာမျိုးတွေလုပ်ခဲ့တာပါဒီနေ့ခေတ်မှာတော့ဒီနေရာဟာကြန့်ရှိနေတဲ့တမိုင်းအကျွင်းကြံတဲ့အဖြစ်နဲ့သင်ခန်းစာတွေအများကြီးပေးနေပါတယ်ကျွန်တော်တို့အခြားနေရာတွေကိုဆက်ကြည့်လိုက်ပါအောင်အယူဒယမြို့ဟာရေပက်လယ်ဝိုင်းနေတဲ့ကျွမ်းမြို့ဖြစ်လို့တိုက်ရခတ်ပါတယ်အခုဆိုရှေ့ဟောင်းလှေတွေလည်းတွေ့ရပါတယ်ကဲအခြားနေရာဆက်သွားရအောင်အခုကျွန်တော်ရောက်ရှိနေတဲ့နေရာကတော့တစ်ချိန်ကထိုင်းသမိုင်းမှာအင်မတန်ခမ်းနားထည်ဝါခဲ့တဲ့အယူဒယမြင်းနေပြီးတော့တဲ့နန်းတော်ဟောင်းနေရာပဲဖြစ်ပါတယ်ဒီနေရာဟာအယူဒယမင်းဆက်ပေါင်းများစွာစိုးစံခဲ့ပြီးနိုင်ငံရေးအုပ်ချုပ်ရေးနဲ့ဘာသာရေးရဲ့ဗဒိုချက်မှလည်းဖြစ်ခဲ့ပါတယ်ဒီနေ့တော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာကျွန်တော်အခြားသမိုင်းဝင်မျိုးတွေကိုခေါ်သွားပါမယ်ကဲအားလုံးနောက်ဗီဒီယိုမှာတွေ့ကြမယ်ဘိုင်းပေါင်းစวัสดีครับ